မဆေးလေးတောက်တာဆိုရင်အာမပြေဘူးဆေးလေးတောက်ကြတယ်နော်ဒီထဲမှာဆေးလေးမတောက်တဲ့လူဘယ်နှယောက်ရှိလဲလက်ထောက်ဟုတ်ရလားသိမယုံချင်ဘူးဒါတော့များများမတောက်ဘူးလားနောက်တစ်ခုမေးလိုက်အောင်မယ်ကိုမစားတဲ့လူဘယ်နှယောက်ရှိလဲလက်ထောက်တော့ကျမဒီလိုမေးရခြင်းဟာအဲ့လိုပြောတဲ့ခါကျရင်နော်ဆေးလိပ်တွေကွန်းတယ်တွေကမကြောက်ပါနဲ့ကျမတို့ကဆေးလိပ်တွေကွန်းတယ်တွေကိုအလုပ်မရှိအောင်လုပ်နေတာမဟုတ်ပါဘူးကျမတို့အနေနဲ့ဆေးလိပ်ရောင်းတဲ့လူတွေကွန်းဟရောင်းတဲ့လူတွေလည်းအလုပ်လုပ်တယ်ဆိုတော့နားလဲပါလားဒါပေမဲ့ကျမကတခြားအလုပ်မျိုးတွေကိုရှားပေးခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဆေးလိပ်တောက်တဲ့ကွန်းစားတယ်ဆိုတာဟာကျမရင်းနဲ့မကိုက်ဘူးနောက်တစ်ခုရှိသေးတယ်ကျမအဲ့လိုဆေးလိပ်တောက်တဲ့ကွန်းစားတယ်အဲ့ဒါသိမဆိုးပေါ့ဒါတဲ့ပို့ဆိုးတာတော့အရက်တောက်ထားလို့စားလို့ဖြစ်ပေါ့နော်ဆေးဝါးသုံးဆွဲတာတို့အဲ့တော့အရက်တောက်တဲ့လူဘယ်နှယောက်ရှိမလဲဆိုအမျိုးသမီးတွေကတော့လက်ထောင်ပါပဲအမျိုးသားတွေချိန်နေတော့မသိဘူးပြီးတော့အဲ့တော့တွေကတော့ရဲရဲနဲ့လက်ထောင်နေတာပေါ့